အာနာသိန်းစစ်ကောင်စီရှင်ဟာနိုင်ငံတကာအတိမတ်ပြုမှုကိုတနည်းမဟုတ်တနည်းရယူဖို့ကြိုးစားနေတဲ့လမ်းစတွေတွေ့မြင်လာပါတယ်။ဒါတွေကိုကျွန်တော်တို့အနေနဲ့တမျိုးကြဖြစ်ရလို့မျိုးစပဲလဲလဲနဲ့တွေ့ဆပြီးတံပြန်တုံ့ပြန်နိုင်ဖို့အထူးလိုအပ်ပါတယ်။အထူးဖြင့်စစ်ကောင်စီရဲ့အထူးအယောင်လွတ်တော်ရဲ့ဦးတည်ချက်တွေကိုကျူတင်မျှော်မြင်ပြီးလက်ဦးမှုရယူနိုင်ဖို့ဖြစ်ပါတယ်။ဒီနေ့ခေတ်ဟာအင်မတန်မှအပြောင်းလဲမြန်ဆန်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ရှေ့ဖြစ်နိုင်တဲ့အလားအလာတွေကိုကြိုတွက်ထားဖို့လိုကြောင်းပြောကြားလိုပါတယ်ကျွန်တော်တို့အနေနဲ့နောက်ထပ်ထည့်သွင်းစဉ်းစားဖို့လိုအပ်တဲ့အချက်ကတော့အာဏာမန်တိုင်တုံးရအကြာအပြန်အလှန်ထင်းချောင်းရင်တော်လန်ကြီးခီတွေ့ကြအောင်ဝိုင်းဝန်းကြိုးပမ်းကြဖို့ဖြစ်ပါတယ်လွတ်တော်ဟာလွတ်တော်ရဲ့အခမ်းကဏ္ဍကိုပြည်ပြင်းအောင်လုပ်ရမှာဖြစ်တယ်လို့အစိုးရတရားဟာလည်းအစိုးရချင်းအာဏာကိုပြည်ပြင်းလှုပ်ဆောင်တော်ရမှာဖြစ်ပါတယ်တရားရေးမန်တိုင်ကလည်းတရားတော်ဥပဒေတွေအသက်ဝင်ရဲ့အတွက်အထူးလုံးကစိုက်ထုတ်ရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချုပ်ငြိမ်းရေးကိုဒီချိန်မှာမလုပ်နိုင်ရင်နောက်မျိုးဆက်တွေနဲ့တော်ယုံလုပ်ဖို့မလွယ်နိုင်တော့ဘူးဆိုတာအထူးသတိချက်ဖို့လိုပါတယ်ကျွန်တော်အနေနဲ့စိုးရင်ချက်ကြီးတယ်လို့မပြောချင်ပေမဲ့တော်လန်ကြီးသတိဆိုတာပူတယ်လို့မရှိဘူးလို့ထင်ပါတယ်ဒါကိုလွတ်တော်မှတ်မင်းများအားလုံးမျှော်မြင်တွေးဆနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်တော်လန်ကြီးကာလမှာအချင်းချင်းပုတ်ခတ်ဝေဖန်ခြင်းတဲ့အချင်းချင်းအပြန်လန်ဖေးမချင်းကသာပုံမူကောင်းမွန်တဲ့ရလဒ်တွေကိုဖန်တီးနိုင်မှာဖြစ်ပါတယ်လွတ်တော်နဲ့အစိုးရဟာအပြန်လန်အညမညဖြစ်ဖို့လိုပါတယ်ဖြေလာစန့်ကျင်မှုဟာတော်လန်ကြီးကာလမှာအင်မတန်မှအယုဆူးစေပါတယ်ယခုအချိန်ဟာကျွန်တော်တို့အတွက်အင်မတန်အကဲဆက်တဲ့အချိန်ဖြစ်ပါတယ်တစ်ချက်လွဲလို့မရဘူးလို့ပြောချင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့လွတ်တော်မှတ်မများအားလုံးနိုင်ချင်းပြုမှုကြဖို့အထူးမေတ္တာရက်ခံလိုပါတယ်နောက်ဆုံးတစ်ချက်နဲ့ပြောကြားလိုတာကတော့လက်ရှိကျွန်တော်တို့အားလုံးဝိုင်းဝန်းလှုပ်ဆောင်နေတဲ့ Federal Democracy ဥဆောင်ကောင်စီပုံစံလူမျိုးဖြစ်မြောက်အောင်အကောင့်ထဲပေါ်လာရေးကိုအားသွန်ကြိုးပမ်းကြဖို့ဖြစ်ပါတယ်ဒီစုဖွဲ့မှုဖြစ်မြောက်လာဖို့အတွက်တိုင်းဒါလက်နက်ကင်အဖွဲ့အစည်းများနဲ့ကျွန်တော်တို့အချိန်များကြီးယင်းဒီမြုပ်နှံဆွေးနွေးခဲ့ကြရပါတယ်အဲ့ဒီထဲမှာယုံကြည်မှုတည်ဆောက်ခြင်းလုပ်ငန်းစုတွေလည်းအရေးကြီးပါဝင်ခဲ့ပါတယ်လူဦးတော်လှန်ရေးအင်အားစုတွေနဲ့တိုင်းဒါတော်လှန်ရေးအဖွဲ့အစည်းကြီးတွေကြားမဟာမိတ်ပေါင်းစည်းမှုဖြစ်ပေါ်လာဖို့အတွက်ကျွန်တော်တို့အားလုံးအားသွန်ကျင်းပနေကြပါတယ်ဒါကြောင့်အနာဂတ် Federal Democracy နိုင်ငံတော်တည်ဆောက်ရေးအတွက်အခြေခံအုတ်မြစ်ကောင်းဖြစ်အောင်ဝိုင်းဝန်းထမ်းရွက်ကြဖို့လဲနဲ့စွာတိုက်တွန်းလိုပါတယ်